ငါမျက်ရည်စိုနေတုံးပေါ်ပျော်ပဲရှင်မွဲတွေပိုကျဲလောင်လာပြီးငိုနေတဲ့ကဘာကကျင်းမြောင်းလာတယ်အာတင်ထားပါတဲ့ပြိုလဲနေသူချင်းချင်းဖေးမရတယ်ကုကရမဲချင်းအကြောင်းကိုအသက်ပြန်ပါမလာတော့တဲ့ရဲဘော်ကလက်ဟန်ခြေဟန်နဲ့ရှင်းပြပေးရှာတယ်ပြက်ကြံခဲ့တဲ့သူကောင်းကိုတော့နောက်မှငါတို့ပြန်ရှာတွေ့တယ်စိတ်များတိဝတ္ထုကျွေးနေစေနောက်ဆုံးအိမ်မက်ရဲ့အဖွင့်စာသားဟာကျေလွင့်ချိန်မတိုင်ပဲလူငယ်တွေတိမ်နေရတဲ့အကြောင်းပဲဟုတ်ပါရဲ့တချို့တွေနေနိုင်လွန်းတယ်မောင်ဆောင်ခါ